Do you have any advice on young Buddhists in Myanmar to learn Buddhism? ဒီမြတ်စွာဘုရားရဲ့ပိဋကသုံးပုံကနှစ်ပေါင်း2500ကျော်တက်တန်းရှိလာပြီပေါ့နော်2500တက်တန်းကျော်ရှိလာပြီဆိုတဲ့ကိစ္စမှာဒါကိုတန်ဃာတော်ဒီကခေတ်ဆက်ဆက်မပြောင်းမပြတ်အောင်ထိမ့်သိမ်းဆောင်ရှောက်ပြီးတော့ဒီနေ့ခေတ်ထိရောက်အောင်တည်ဆောင်လာတယ်အဲ့လိုတည်ဆောင်လာတဲ့အခါမှာဘုံဘုံအနေနဲ့ဘာပြောချင်လဲဆိုတဲ့အခါကျတော့လူဘဝကိုရောက်တဲ့အခါမှာလူဖြစ်တယ်အသိဉာဏ်ရှိတယ်ပြီးတော့သာသနာတော်နဲ့လာပြီးတော့တွေ့ကြုံတယ်အဲ့ဒီလိုအခြေအနေအားလုံးနဲ့ကိုကြုံတွေ့ရတဲ့အခါမှာမြတ်စွာဘုရားရဲ့ဟောထားတဲ့နှစ်ပေါင်း2500ကျော်ကတရားတော်တွေဟာအမှန်တကယ်ပဲလောကကောင်းကျိုးကိုဆောင်နိုင်တယ်လားမဆောင်နိုင်ဘူးလားဆိုတာသမထဝိပဿနာဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်လက်တွေ့ကိုယ်တိုင်အားထုတ်ပြီးတော့သူတေသနာပြုသွားဖို့ဘုံဘုံတိုက်တွန်းချင်ပါတယ် Thank you very much for answering our question. That is all for now. I was honored to meet Venerable Dibirika Gamboza Searo, and I asked him what message he would share with the younger generation about Buddhism. That moment was a true blessing for me. I hope that those who watch my videos can gain something meaningful, some insight, inspiration, or curiosity from what I share. I am So Angel. Thank you for watching.